အားလုံးပဲမင်္ဂလာပါတူရီဝင်သား channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်25ရက်2လ2026ဗုဒ္ဓဟူးနေ့အတွက်ဗီဒီယိုကိုပြောပြပေးချင်ပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနိုင်းပေါင်းနိုင်ကိုအရင်ဆုံးပြောပြပေးချင်ပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က16အချိန်ဖြစ်ပါတယ်3489နဲ့ကတ်မှာဖြစ်ပါတယ်ဗျ16အချိန်ကို3489နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါင်းနိုင်8ခွက်ကတော့1314181963 646869ဆိုပြီးတော့ပေါကနိုင်း8ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနိုင်းပေါကနိုင်းဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့16လုံးပိုင်းဖြစ်ပါတယ်16လုံးပိုင်းဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်မတိမပေါက်ကီး3ကတော့456ကီးဖြစ်ပါတယ်456ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးများကြီးတင်ပါတယ်ခုနှစ်ရသားသမီးများအပူရရှိလို့ရှိရင်လည်းအမြင်ဆုံးငြိမ်းကြပါစေဗျာနော်